မင်္ဂလာပါကလေးလေးတို့ရေဒီနေ့တီတီကပူပူဆိုတဲ့ကလေးလေးတယောက်အကြောင်းကိုပြောပြချင်တယ်နော်ပူပူကလေနေ့တိုင်းကျောင်းကိုသွားတယ်ကျောင်းကိုသွားတာလေအရန်ပြောတယ်ဒီနေ့မှာပူပူကိုချစ်လို့တဲ့ကျောင်းကလေးတန်းမှာရှိတဲ့မမတယောက်ကဝန်ဖို့ပြီးတယ်မိမိကမှာထားတာလို့ရှိတယ်သူများတစ်ခုခုပေးရင်မယူရဘူးလို့ပြောထားတာဒါပေမဲ့ပူပူကစုဘူးလေးပြည့်အောင်စုချင်တာကြောင့်အဲ့ဒီမမပေးတာကိုယူလာလိုက်မိတယ်အိမ်ရောက်တော့မိမိကလေမမပေးတဲ့မုတ်ကိုတွေ့သွားပြီးတော့ဘေးကရလာတာလေလို့ပူပူကိုမေးတယ်ပူပူကမိမိမသိတဲ့တယောက်ကပေးတာကိုယူလာတာလို့ပြောရင်မိမိစုမှာစိုးလို့ဆီယာမကပေးတာလို့ညာပြီးပြောလိုက်မိတယ်မိမိကမယုံတော့ထပ်ပြီးမေးရောဘာပြောရမလဲမသိတော့ဘဲနဲ့တငယ်ချင်းပေးတာလို့ထပ်ပြီးတော့လိန်ပြောလိုက်မိပြန်ရောမိမိကပို့ပြီးတော့မယုံတော့ဘဲနဲ့ထပ်မိပြန်တယ်အဲ့ဒီခါကျတော့ပူပူကမလိန်ရဲတော့ဘဲနဲ့လေးတန်းကအမကြီးပေးတာလို့အမှန်တိုင်းပြောလိုက်တယ်ဒါပေမဲ့အရှိမနှစ်ခါလောက်ညာထားတော့မိမိကအခုတစ်ခါအမှန်တိုင်းပြောတာကိုမယုံတော့ဘူးမိမိကပူပူကိုအမှန်တိုင်းမပြောလို့စိတ်ဆိုးနေတယ်ပူပူကလည်းအခုတစ်ခေါက်ကအမှန်တိုင်းပြောနေတာဆိုတော့မိမိယုံအောင်လို့ဘလို့မှမရှင်းပြတတ်တော့ဘူးပေါ့ပူပူအရန်နောင်တရသွားတယ်နောက်ဆိုမိမိမကြိုက်တာမလုပ်ဖို့ရဲ့တခုခုဆိုရင်အစကတည်းကလိမ်မပြောဖို့ရဲ့စဉ်းစားမိပြီးအဲ့လိုပဲဆုံးဖြတ်ချက်ချလိုက်တယ်မိမိကပြောတယ်တခါလိမ်မိရင်နောက်ဆိုဇက်တိုက်လိမ်နေရရောအဲ့ဒါမကောင်းဘူးတဲ့ပူပူဆုံးဖြတ်လိုက်ပါတယ်မိမိပူပူလေးမိမိမကြိုက်တာလည်းနောက်ဆိုမလုပ်တော့သလိုနောက်ဆိုဘယ်တော့မှလည်းမလိမ်တော့ပါဘူးလိမ်ပြောရတာအရန်ပင်ပန်းနေဆိုတာပူပူသိပါပြီမိမိလို့ပူပူပြန်ပြောလိုက်တယ်မိမိရဲ့ပူပူကိုယုံပေးပါနော်နောက်ဆိုရင်ဘယ်တော့မှမလိမ်တော့ပါဘူးလို့လည်းမိမိကိုကတိပေးလိုက်တယ်ကဲပူပူအကြောင်းနားထောင်ပြီးပြီဆိုတော့မိကုန်းလေးတွေဖြေရအောင်နော်ပထမဆုံးမိကုန်းကပူပူကိုမိမိကဘာမှာထားတာလဲဒုတိယမိကုန်းကတော့ပူပူကဘာလို့လေးတန်းကမမပေးတဲ့မုံဘူးကိုယူလာလိုက်မိတာလဲနောက်ဆုံးမိကုန်းကတော့ပူပူကလိန်ပြောလိုက်တဲ့အချိန်မှာအကုန်လုံးအဆင်ပြေသွားသလားကဲအခုကတော့တီတီကတတလို့မပြောခင်မှာတတမိမိတို့ကိုမိမိဖေဖေတို့နဲ့ဆွေးနွေးစီစဉ်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့တကယ်လို့တတမိမိတို့သာပူပူနေရာမှာဆိုရင်ဘယ်လိုလုပ်ဖို့ဆုံးဖြတ်မလဲပြောပြပေးပါနော်တတနောက်တစ်ခေါက်ပြန်တွေ့မယ်နော်ပုံမြင်အသက်နဲ့